လွန်ခဲ့သောနှစ်ပေါင်းထောင်ပေါင်းများစွာကအစွမ်းထက်လာသောလက်နက်များကိုဆွဲကင်ထားသည့်ခွန်အားကြီးမားသောဘီလူးကြီးတစ်ကောင်သည်ကမ္ဘာမြေပေါ်သို့ရောက်ရှိလာခဲ့ပြီးဆင်းသက်ပြီးနောက်သူသည်မြေကြီးကိုလက်တဆုပ်စာခပ်ပေါ်ပေါ်ဆဆကျုံးယူကာစမ်းသပ်ခဲ့သည့်ထို့နောက်ဤကမ္ဘာဂျိုသည်သူ၏အင်ပါယာနယ်မြေအတွင်းသို့တိမ့်ပိုက်ရန်တင့်တော်ကြောင်းအတည်ပြုပြီးနောက်ထိုဘီလူးကြီးသည်သူ၏လက်နက်ကိုမြောက်ကမြေကြီးထဲသို့အပြင်းပြင်းဖြင့်ရိုက်ချလိုက်သည်ချက်ချင်းဆိုသလိုပင်အာနာ၏တင်ကေတပေါ်ပေါက်လာသည်နှင့်အမျှဆုံးကဝေမော်ဆရာများသည်လည်းနောက်ွယ်မှထက်ချက်မကွာလိုက်ပါလာကြပြီးမော်တစ်တာများကိုချက်ချင်းဖွင့်ထုတ်ကာကမ္ဘာမြေ၏စွမ်းအင်များကိုစုပ်ယူရန်စတင်ခဲ့ကြသည်စွမ်းအင်အလုံးကိုပေါင်းစပ်ပြီးသည့်နှင့်ထိုဘီလူးကြီးသည်ကမ္ဘာမြေကိုအကျွမ်းမဲ့အုပ်စိုးနိုင်မည်ဖြစ်သည်ဘီလူးကြီး၏ကျူးကျော်မှုကိုတွန်းလှန်ရန်အတွက်ကမ္ဘာမြေ၏ရှေးဟောင်းလူမျိုးနွယ်စုများအားလုံးစီလုံးညီညွတ်စွာပူးပေါင်းခဲ့ကြသည်မကြာမီမှာပင်နှစ်ဖက်စလုံးသည်ပြင်းထန်သောတိုက်ပွဲကြီးတစ်ခု၌ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည်ဘီလူးကြီးသည်အဖက်ဖက်မှအာသာချက်များရှိနေတော့လဲလူသားတို့၏စီလုံးသောအင်အားကြောင့်နောက်ဆုံးတွင်သူသည်ရှုံးနိမ့်သွားခဲ့ရသည်ဘီလူးကြီးသည်သူ၏နောက်လိုက်များနှင့်အတူထွက်ပြေးသွားခဲ့စဉ်ထိုအချိန်၌ပင်စွမ်းအင်များကိုစုပ်ယူနေသည့်မော်တစ်တာသုံးလုံးသည်လည်းစစ်တလင်းပြင်၌စွန့်ပစ်ခြင်းခံခဲ့ရသည်သို့တော်လည်းထိုမော်တစ်တာများသည်နှစ်ချိုက်စွာအိမ်မောကျသွားခဲ့သဖြင့်လူသားတို့မြင်မြပင်စူးစမ်းအားထုတ်စေကမူရင်းတို့ကိုဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကြပေဤအခြေအနေနှင့်ရင်ဆိုင်ရသောအခါဘီလူးကြီးတကြော့ပြန်မလာနိုင်စေရန်အတွက်လူသားများသည်မော်တစ်တာများကိုတီးခြားစီချိတ်ပိတ်နိုင်မည့်နည်းလမ်းများကိုရှာဖွေခြင်းမှတပါအခြားရွေးချယ်စရာမရှိတော့ဘဲမြေအောက်နက်တွင်တလုံးပင်လယ်နက်အတွင်းရှိဖျားเจ้าဆောင်၌တလုံးနှင့်လုံခြုံရေးအကောင်းဆုံးချထားသောရှေးဟောင်းရုံးတော်ကြီးအတွင်း၌တလုံးတို့ကိုဝတ်ထားခဲ့ကြသည်ဤနည်းဖြင့်နှစ်ပေါင်းထောင်ပေါင်းများစွာတိုင်အောင်ထိုမော်တစ်တာများသည်ငြိမ်သက်စွာအိမ်မောကျနေခဲ့ကြသည်ယနေ့ခေတ်ကာလတိုင်အောင်လူသားတစ်ယောက်ရုတ်တရက်ပေါ်ပေါက်လာပြီးနောက်ထိုမော်တစ်တာများကိုသူ၏ခေါ်တန်အားခံစားသိရှိသွားစေခဲ့သည်ထိုနောက်ချက်ချင်းပင်ထိုမော်တစ်တာများသည်အလွန်ပြင်းထန်လာသောစွမ်းအင်လိုင်းများကိုထုတ်လွှတ်လိုက်ပြီးပုံမကြီးမားသောဘေးအန္တရာယ်ကြီးတစ်ခုသည်လည်းမကြာမီမှာပင်ဆက်လက်ဖြစ်ပွားလာခဲ့တော့သည်